မင်္ဂလာပါရှင် book note ကနေကြိုဆိုပါရရှင်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့စာအုပ်ကတော့ကဘာကန်ထွင်စာပေလောကမှာအရှင်ရွာကြီးမားဆုံးနဲ့လူဖတ်ဟညာဆုံးစာအုပ်ကြီးတစ်အုပ်အကြောင်းပဲဖြစ်ပါရရှင် Book title War and Peace Author Leo Tolstoy နေတန်ဒီစာအုပ်ဟာရှူရှားစာရေးဆရာကြီး Leo Tolstoy ရဲ့အကြီးကျယ်ဆုံးသောလက်ရာတစ်ခုဖြစ်ပါတယ်။ဒီစာအုပ်ဟာ1900စာရဲ့သူအစောပိုင်းပြင်သစ်ဧကရာဇ်နပိုလီယန်ကရှူရှားနိုင်ငံကိုကျူးကျော်ဝေရောက်ခဲ့တဲ့သမိုင်းဝင်ဖြစ်ရပ်ကြီးကိုနောက်ခံထားပြီးရေးသားထားတာပါ။စာမျက်နှာထောင်ချီရွှေတဲ့ဒီစာအုပ်ကြီးဟာစစ်ပွဲရဲ့ရက်စက်မှုနဲ့ငြိမ်းချမ်းတဲ့ကာလကလီနေမှုဘဝတွေကိုအံ့ဩစရာကောင်းလောက်အောင်ရှင်တွဲပြထားတဲ့စာပေအနုပညာတစ်ခုဖြစ်ပါတယ်ရှင်။အနှစ်ချုပ်ဒီဇလန်မှာအဓိကအဖြစ်ရှူရှာမျိုးနွယ်စုကြီး9ခုရဲ့ဘဝဖြတ်သန်းမှုတွေကိုမြင်တွေ့ရမှာပါ။အဓိကဇာတ်ကောင်3ဦးဖြစ်တဲ့ပီယာအန်ဒရူနဲ့နာတာရှာတို့ရဲ့ဘဝခရီးစဉ်ကိုအဓိကထားပုံဖော်ထားတာမှာပီယာဟာလူလောကထဲမှာဘယ်လိုနေထိုင်ရမလဲဆိုတာဝေခွဲမရဖိနေတဲ့အသွေးခုံပိုင်ကိုအားတန်တဲ့လူငယ်တစ်ယောက်ပါအန်ဒရူကတော့စစ်ပွဲတွေထဲမှာသူရဲကောင်းဖြစ်ခြင်းနဲ့ရီမန်းချက်ကြီးမားသူဖြစ်ပြီးနာတာရှာကတော့လူငယ်ပြီးတက်ကြွလန်းဆန်းပြီးချစ်ချင်းမေတ္တာကိုအပြည့်အဝခံစားတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါရဲ့ရှင်နပိုလီယန်ရဲ့ကျူးကျော်စစ်စတင်လာတဲ့အခါမှာတော့သူတို့အားလုံးရဲ့ဘဝတွေဟာရိုက်ခတ်မှုတွေခံရပါတော့တယ်ရှင်အန်ဒရူဟာစစ်မြေပြင်မှာဒဏ်ရာရပြီးဘဝရဲ့အနိစ္စတရားကိုဆင်ခြင်မိသွားသလိုပီယာဟာလည်းစစ်သုံးပန်းအဖြစ်အဖမ်းခံရတာကနေဘဝရဲ့တကယ်အသေးတွေဟာရိုးရှင်းတဲ့အရာတွေထဲမှာပဲရှိတယ်ဆိုတာကိုသိမြင်လာပါတယ်ရှင်ဒေါ်စထရိုင်ဟာစစ်ပွဲရဲ့ကြောင်းမက်ဖွယ်ကောင်းပုံတွေကိုစာဖက်သူမဲစီထဲမှာမြင်ရောက်လာအောင်ရေးပြနိုင်သလိုမော်စကိုမြို့ကြီးမီးလောင်နေစီမှာလူသားတွေရဲ့စိတ်ဓာတ်ခိုင်မာပုံတွေကိုလည်းအသေးစိတ်ဖော်ပြထားပါတယ်ရှင်။ဇလန်အစုံမှာတော့စစ်ပွဲကြောင့်ဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့ရှင်သန်ကြံရည်သူတွေဟာချစ်ချင်းမေတ္တာခွင့်လွှတ်ခြင်းနဲ့ဘဝသစ်ကိုပြန်လည်ထူထောင်ခြင်းတွေနဲ့အတူငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိသွားကြပါတယ်ရှင်။ဒီစာအုပ်ဟာတမိုင်းကြီးရဲ့တွေကြားမှာလူတအုပ်ချင်းစီရဲ့ကံကြမ္မာဟာဘလောက်အထိသိငယ်ပေမဲ့အရေးပါလဲဆိုတာကိုလှလှပပမိမောင်းထိုးပြထားပါတယ်ရှင်။သင်ခန်းစာဒီစာအုပ်ကနေကျမတို့ရရှိနိုင်တဲ့အထူးသင်ခန်းစာ3ချက်ကတော့ဘဝရဲ့အနှစ်သာရကိုရှာဖွေခြင်းချမ်းသာကြွယ်ဝမှုဒါမှမဟုတ်ခုံထွက်တွေကစစ်မှန်တဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပဲကိုယ့်ရဲ့စိတ်တိုက်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့သူကဘာအပေါ်ထားရှိတဲ့မေတ္တာကသာလျှင်ဘဝကိုအတိတ်ပဲရှိစေတာဖြစ်ပါတယ်ရှင်။နင်းတမိုင်းနဲ့လူသားတမိုင်းဆိုတာအာနာရှင်တယောက်ထက်ကဖန်တီးတာမဟုတ်ပဲတာမန်လူသားပေါင်းများစွာရဲ့လှုပ်ဆောင်ချက်တွေစုပေါင်းရာကနေဖြစ်တင်လာတာဖြစ်ကြောင်းသင်ခန်းစာပေးပါတယ်ရှင်။၃လက်ရှိအချိန်ကိုတန်ဖိုးထားခြင်းဒုက္ခဆင်းရဲတွေကြုံတွေ့ရချိန်မှာတောင်ဘဝကိုအယုံမပေးပဲပြန်လည်ထူထောင်နိုင်စွမ်းရှိဖို့နဲ့လက်ရှိပိုင်ဆိုင်ထားတဲ့အခိုက်အတန့်တွေကိုတန်ဖိုးထားတတ်ဖို့သင်ကြားပေးပါတယ်ရှင်။ဒါကတော့ကဘာကျော် War and Peace စာအုပ်ရဲ့အနှစ်ချုပ်ပဲဖြစ်ပါတယ်ရှင်။ဘဝရဲ့ရှုပ်ထွေးမှုတွေကြားမှာငြိမ်းချမ်းမှုကိုရှာဖွေခြင်းတူတိုင်းဖက်တင်တဲ့စာအုပ်ကောင်းတစ်အုပ်ပါရှင်။နောက်တစ်ခါမှာဘယ်စာအုပ်ကြောင်းနားထောင်ခြင်းလဲဆိုတာဖျော်ခဲလို့ရပါတယ်နော်။စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေရှင်။